ကဲလူတွေရမ်းစိတ်ဝင်စားနေကြတဲ့ဆာလာလာပတ်2အပိုင်း2လေးလာပါပြီရှင်ဒီဗီဒီယိုမှာတော့ day 3 day 4မှာသွားခဲ့တဲ့အရန်လှတဲ့နေရာတွေဒေသအတွက်တတိဝလံအကြောင်းတွေအိုမန်လီမျိုးတွေရဲ့ပြူငါဖော်ရည်မှုတွေနဲ့ပူးပါတီလုပ်ခဲ့တာတွေခီးစဉ်စာဆုံးကုန်ကြစည်လေးနဲ့တိုးကုမ္ပဏီလေးကိုပါတခါတည်း share ပေးသွားပါမယ်ရှင် Welcome to Salala Part 2 Day 3ရဲ့မနက်စောစောမှာတော့ JB တို့ hotel မှာပဲ breakfast buffet စားကြပါတယ်ရှင် Indian dish တွေအပြင် international buffet ပါခင်းပေးထားတဲ့အတွက်ကြောင့်မလို့စားရတာအဆင်ပြေပါတယ်ကျုပ်ကြော်ကောင်တာလေးလည်းရှိပါတယ်ရှင်စားသားလို့ပြီးပြီဆိုတော့ခီးစားထွက်ပါပြီနော်ဒီကနေ့ဆာလာလာမျိုးရဲ့အလှဆုံးနေရာဖြစ်တဲ့ Wadida Best ရနေရာလေးကိုခေါ်သားမှာဖြစ်ပါတယ် Oh my god one of the most beautiful place in Oman အခုလိုအေးချမ်းလာတဲ့ရေကန်ကြီးထဲမှာ JB တို့တွေကလှေလော်ကြမှာဖြစ်ပါတယ်ရှင်ticket ဈေးနှုန်းလေးတွေကတော့လှေတစ်စီးလုံးကို Omani money နဲ့5 real ဖြစ်ပြီးတော့ဒူဘိုင်းပတ်စံနဲ့ဆို50 dirham လောက်ကျပါတယ်အဲ့ဒါအောင်မှ2ယောက်4ယောက် share လို့ရတယ်ပေါ့နော်အေးမြလာတဲ့ရေပြင်ကျဲကြီးရဲ့တိတ်ကိုလှတဲ့တောင်တန်းတွေရဲ့အောက်ကနေ JB ပြန်တော့မပြန်ခြင်းအဲ့ဒီမှာ zip line တွေကတခြားရေပေါ်လုံးတွေရောဆောက်လို့ရပါသေးရဲ့နော်JB တို့ကတော့မနေ့က zip line စီးပြီးပြီဆိုတော့ဒီနေ့ကတော့ဓာတ်ပုံဗီဒီယိုလေးပဲတဝါရိုက်ခဲ့ပါတယ်ရှင်အဲ့ဒီမှာ coffee time လာလေးလည်းရှိပြီးတော့တခြားအစားအသောက်လေးလည်းမျိုးစုံရောင်းပါတယ်နော်ဒီဘီက Omani ရိုးရအစားအစာလေးဖြစ်တဲ့ Ruka bread လေးကို try ကြည့်ပါတယ်ရှင် 0.6 real ဒူဘိုင်းပတ်စံနဲ့ဆိုတော့6 dirham ကျပါတယ်နောက်ပြီးတော့ Jebel Samhan view point ကိုအလဲသွားခဲ့ပါတယ်အဲ့နေရာလေးမှာ mountain view ကိုခံစားပြီးတော့ JB တို့ဖွဲ့သားတဲ့အကုန်လုံး group photo လည်းရိုက်ခဲ့ကြပါသေးတယ်နောက်တစ်နေရာကတော့ anti gravity point ဖြစ်ပါတယ်ရှင်ဒီနေရာလေးရဲ့ထူးခြားချက်ကတော့ကဘာမြင်ကျဆွဲငါလုံးဝမရှိတော့ဘဲနဲ့ကားတွေက driver မရှိပဲသူ့လိုမောင်းနေတာဖြစ်ပါတယ် lunch break ကိုတော့ဒီကမ်းခြေလေးမှာအနားယူပြီးတော့ထိုးကနေ JB တို့ကို chicken mamdi ရဲ့ chicken biryani ရဲ့ကျွေးပါတယ်ရှင်ဒီလိုနဲ့ JB တို့နောက်တစ်နေရာကိုခီးဆက်ပါတယ်ဒီနေရာကတော့ Ain Razak လို့ခေါ်ပြီးတော့တဘာဝလှိုင်ကူတွေရဲ့စမ်းချောင်းလေးတွေရှိတဲ့နေရာလေးပါရှင်Day 3 ခီးစဉ်ရဲ့နောက်ဆုံးနေရာလေးကတော့ Ain Sahel လို့ဖြစ်ပြီးတော့ဒီနေရာမှာလည်းတဲဟိကိုလာတဲ့စမ်းချောင်းလေးရှိပါတယ်ရှင် TikTok မှာ trend ဖြစ်နေတဲ့ video ရိုင်း scale လေးတွေတုံးချပြီပြို့ဒီလိုနဲ့ဟိုတယ်ကိုပြန်တဲ့လမ်းမှာလည်းတချင်းနေဆိုကြပျော်ကြနေလုံးဝမပြင်းရပါဘူးရှင် Yes, nice voice, okay. Thank you. ဟိုတယ်ပြန်ဒင်နာစားအနားယူပြီးတော့ပူးပါတီလုပ်ကြပါသေးတယ်ရှင်ဒီလိုနဲ့ JB တို့ Day 3 လေးကိုကုံဆုံးလိုက်ပါပြီ Day 4ရဲ့စမှာလည်းဟိုတယ်မှာ breakfast စားပြီးတော့ထွက်ခါလာခဲ့ပါပြီလမ်းတစ်လျှောက်မှာလည်းမြူတွေဆိုင်ပြီးတော့ရာသီတို့အရင်အေးစိမ့်နေပါတယ်ရှင်အခုချိန်ဒူဘိုင်းမှာအပူချိန်က40 degree လောက်ရှိတယ်ဆိုပေမဲ့ဒီနေရာလေးမှာတော့25 degree မို့လို့အရင်အေးမြနေရပါပဲရှင်ဓာတ်ပုံလေးရိုက်ပြီးရဲ့ချိန်မှာတော့ Oman Data Trek Mountain Honey လေး JB ဝယ်ခဲ့ပါတယ်နော်ဒေသခံတွေကတိတ်ကိုဖော်ရပြီးတော့ JB ကိုလည်း discount တွေအများကြီးပေးလိုက်ပါတယ်နောက်ဆုံးနေ့လေးမလို့အိမ်မြလက်ဆောင်ဝယ်ရတော့မှာပါအဲ့မှာ JB တို့ Omani sweet လေး try ခဲ့ကြပါတယ်ရှင်ဆာလာလာရဲ့ traditional market ထဲမှာ coconut wine milk တွေရသလိုအာလူကြော်တွေလည်းမျိုးစုံရပါတယ်ရှင်အဲ့တော့တော်များတော့အဲ့နေရာမှာအိမ်မြလက်ဆောင်တွေဝယ်ကြတာပေါ့နော်သူတို့စီက wine တွေလည်းမျိုးစုံပဲအမ rosemary wine coconut wine mustard wine olive wine ဆိုတော့အမစီမျိုးစုံပဲပေါ့နော်အဲ့မှာဝယ်လို့ရပါတယ်ရှင်ဒါအပြင်အသီးနဲ့လက်ဆက်တွေကိုလည်းဈေးချိုချိုလေးနဲ့ဝယ်လို့ရပါသေးတယ်papaya တို့ jackfruit တို့ avocado တို့ pumpkin တို့အသီးစုံပဲဈေးကလည်းအမှ5 dirham 10 dirham လောက်နဲ့ဝယ်လို့ရတယ်ပေါ့နော်အဲ့နဲ့ကြပြီးတော့အုပ်ရည်တောက်မယ်ဆိုပြီးတော့ fresh coconut တစ်လုံးလုံးမှာ 0.4 real 4 dirham ပဲကျပါတယ်တောက်လို့လည်းကောင်းတယ်ပြန်အဲနဲ့ Oman ပတ်စံတွေကိုအထူးဆန်းဖြစ်နေရပါ Day 4ရဲ့ခီးစဉ်အဆုံးလေးမှာတော့ hotel မှာ check out ထွက် lunch စားပြီးတော့ကြပြီးတော့ Dubai ကိုပြန်တော့မှာပါကဲအားလုံးသိချင်နေတဲ့မိကွန်းလေးကိုကြပြီးဖြည့်ပေးပါမယ်ရှင်ဒီလေးညရင်9ရက်ဆာလာလာခီးစဉ်ပတ်ကိလေးမှာတော့80ထောက်သွားဝန်းကျင်လောက်ကုန်ပါတယ်ရှင် JB ကတော့ Next Step Travel and Tourism နဲ့သွားခဲ့တာဖြစ်ပါတယ် vacation မှာခီးသွားဖို့စဉ်းစားနေရဆိုရင်တော့ဆာလာလာမျိုးလေးကိုခီးသွားပါလို့ recommend ပေးနေအားလုံးပဲတတာ